ခုမီကထက်တန်းကျောင်းတစ်ခုမှာမတော်တယောက်ရှိလာတဲ့နတ်ဖျားမှတပားလိုဖြစ်နေပါတယ်ဒါပေမဲ့သူဟာတိတ်ချက်တက်လွန်းလို့ဘသူ့ကိုမှစကားမပြောရဲပါဘူးဒါကလူတိုင်းလှပပြီးပညာရေးမှာထူးချွန်ကြတဲ့အရန်ကိုနာမည်ကြီးလို့ကိုပိုင်ထက်တန်းကျောင်းရဲ့ပထမဆုံးဖြစ်ပါတယ်သူတို့ကြားထဲမှာတော့ပြန်ပြူသားတယောက်ရဲ့ပုံစံအတိုင်းကျောင်းဝင်းထဲကိုရှောက်လန်းဝင်ရောက်လာတဲ့ထာလာကလိုက်ပါတယ်အဲ့ဒါကတော့လူအများရဲ့စိတ်ဝင်စားမှုကိုရှောင်ရှားဖို့အေးဆေးကြောင်းမြင့်ဖို့ပဲဖြစ်ပါတယ်အဲ့ဒီနေ့မှာထားသောတယောက်သူရဲ့အဲ့ဒီနေ့မှာထားတာလို့တယောက်သူရဲ့လွယ်ကာစီရောက်တဲ့အခါသူ့လောကဘေးကလောကကရှုကိုခိုမီလို့ခေါ်တဲ့မယုံနိုင်လားကိုလှပတဲ့မိန်းကလေးတယောက်ရဲ့လွယ်ကာဖြစ်နေတာကိုသတိထားမိသွားပါတယ်တာမန်လူတယောက်လိုပဲတွေ့ပြီးသူမကိုရင်ကြီးနှုတ်ဆက်လိုက်ပါတယ်သူမတူအတန်ကိုကြားလိုက်ရတဲ့စက္ကန့်ပါတယ်ကိုမီတယောက်လုံးဝတောက်တင်သွားပါတယ်ပြီးတော့ဘာစကားတစ်ခုမှမပြောတော့ကြီးမြန်လျှောက်သွားပါတယ်ဗေဒနဲ့ထိုင်နေတာကိုတွေ့ပြီးထိုင်ကုန်ပေါ်ကနေလမ်းဖြတ်ပြီးထားလာလို့ကတော့နှုတ်ဆက်လက်ယုံနဲ့သူမရဲ့မျက်ရိုးတစ်ခုလုံးကိုစော်ကားမိသွားပြီးလာလို့တွေ့ပြီးကြောက်အံ့နဲ့ကြံခဲ့ပါတယ်အဲ့ဒီစာရေးအနောက်ရှက်ဖြစ်စရာအခြေအနေကိုမေ့ပြောက်ဖို့စူးစမ်းရင်ထားလာလို့အတန်းထဲကိုဝင်ရောက်လာတဲ့အခါကိုသူ့ဗေဒတွေထိုင်နေတာကိုတွေ့ပြီးထိုင်ကုန်ပေါ်ကနေလမ်းဖြတ်ပြီးခုန်ပြီးမတက်ဖြစ်သွားပါတယ်ချက်ချင်းဆိုသလိုပဲတလုံးကသူ့ကိုလူတက်ချင်လောက်ဖျားမပေးမှထိုင်မိတဲ့အတွက်အကြီးမားဆုံးပြင်းမှုကြီးကိုကျွန်းလွတ်တယ်လို့ဖြစ်နေပါတယ်မိတ်ဆက်ချင်းတွေစတင်တဲ့အခါចောင်းသားတိုင်းကပုံမှန်အတိုင်းမိတ်ဆက်စကားပြောကြပါတယ်ဒါပေမဲ့ကိုအလက်ရောက်လာတဲ့အခါမှာတော့သူမကထွက်ပြီးလုံးဝတိတ်ဆိတ်နေပါတယ်ပြီးတော့ကြောက်တင်ပုံစီကိုတည်ငြိမ်စွာရှောက်သွားပြီးသူမရဲ့နာမည်ကိုလှပတဲ့ရေးသားကသူမစီကိုပြန်လာပါတယ်အတန်းတန်းကလူတွေချက်ချင်းပဲစိတ်လှုပ်ရှားသွားကြပြီးသူမရဲ့တိတ်ဆိတ်မှုကိုရှို့အဝတ်ဆန်ပြတဲ့ကြော်ရရှင်းမှုလို့အထင်မှားသွားကြပါတယ်စတက်ပိုင်းအတွင်းမှာပဲသူတို့ကတူမောက်ကိုနောင်ဖျားမှအစင်ထိမြောက်ပြင်ပေးလိုက်ကြပါတယ်ထာထုံကတော့သူမပါလို့စကားတခုမှမပြောထားနဲ့ဆိုတာကိုတွေးပြီးကြံခဲ့ပါတယ်အဲ့ဒီတောင်သူရဲ့မေးဆက်ခြင်းအလဲစားနေတဲ့အခါတန်းတက်ကလူတွေကသူ့ကိုပြင်းပြင်းထန်ထန်စိုက်ကြည့်ကြလွန်လို့လူမသိနောက်ကဆက်ကောင်ဖြစ်ခြင်းနဲ့သူရဲ့အိမ်မက်ကအဲ့ဒီနေရာမှာနေမယ်ပျက်စီးသွားပါတယ်အဲ့ဒီနောက်မှာတော့သူမရဲ့အခက်ဖြက်ကဩကထားတာတို့ကအဲ့ဒါကိုကောက်ပေးဖို့ကြိုးစားတဲ့အခါသူမရဲ့ရိုးသွဲဖန်တယောက်ကတော်ဝဲမျိုးတဲ့ကိုကာကွယ်ပေးတဲ့တစ္ဆာစီရှင်တက်တော်တယောက်လိုမျိုးရုပ်ထဲပုတ်ထုတ်ပစ်လိုက်ပါတယ်ဘေးနားမှာဝိုင်းအောင်လာကြပြီးအဲ့ဒီယုံရင်ဆန်ခဲ့မှုချထားလို့ကိုတိုက်မိပြီးလဲကျသွားစေပါတယ်အဲ့ဒီနောက်မှာတော့သူမပါလို့လူတွေနဲ့စကားမပြောနိုင်တော့တာလဲဆိုပြီးတွေးတော့နေတဲ့တုံငိမ်ပြီးတုံနေတဲ့အတန်တစ်ခုကိုသူလက်ရောက်တုံငိမ်ပြီးတုံငိမ်နေတဲ့အတန်တစ်ခုကိုသူလိုက်ရပါတယ်အဲ့ဒီနောက်ကူနီကကြောင်ယုံလေးတရုတ်ကိုကင်ပြီးအနားမှာထိုင်နေတာကိုသူတတိပြုမိသွားပါတယ်ပြားရခတ်ပြီးသူဘာမှမကြားမိပါဘူးလို့ပြောလိုက်ပေမဲ့သူ့မျက်နှာကတော့အမှန်တိုင်းပြတ်နေပါတယ်ကိုဘေးကထွက်ပြေးဖို့ကြိုးစားစေပါပဲကိုဘေးကထွက်ပြဒီဖို့စူးစမ်းစီမှာပဲထာထုကလူတွေနဲ့စကားပြောရတာခက်ခဲနေတာဆိုပြီးရုတ်တရက်မြေခိုးထုတ်လိုက်ပါတယ်ကိုပီကချက်ချင်းပဲတောက်တင်သွားပြီးပြန်တုံရင်းလာပါတယ်အဲ့ဒီအချိန်မှာထားတာကအမှန်တရားကိုနောက်ဆုံးတော့နားလည်သွားပါတယ်ကျောင်းမှာလေးစားခံရသောမိန်းကလေးဟာတကယ်တော့ပြင်းထန်တဲ့ပြောဆိုဆက်သွယ်ဖို့ဆိုင်ရာစိုးရိမ်ပူပန်မှုဝေဒနာထားကိုခံစားနေရတာဖြစ်ပါတယ်စကားပြောဖို့ခက်ထာထိုကထွက်ခွာဖို့ပြင်ဆင်တဲ့အခါသူ့ကိုယ်တာဖို့အတွက်သူ့ရဲ့ကျောင်းဝတ်စုံကိုလှမ်းဆွဲလိုက်ပါတယ်သူမကဘယ်သူကိုပါစကားမပြောရဲလို့နေ့လယ်စာကိုကြော်လိုက်ရကျောင်းရေးသားပါတယ်ပြီးတော့တငယ်ချင်းတွေဘလောက်တောင်အသက်ရချင်နေလဲဆိုတာကိုရှင်းပြပါတယ်ဒါပေမဲ့လူတွေကသူမကိုမုန်းသွားမှာကိုအလွန်ကြောက်ရွံ့နေပါတယ်မူလန်းကျောင်းလုံးကလေးကတခြားလူတွေကသူမဘေးမှာပျော်ရနေရတာကိုကြည်ပြီးထားတာတို့ကသူမနဲ့စကားပြောဖို့ဆိုတာမဖြစ်နိုင်တာမဟုတ်ပဲစိတ်ရှိဖို့ပဲလိုရတာကိုနားလဲသွားပါတယ်သူမကသူ့ကိုနှောက်ယှက်မိတဲ့အတွက်တောင်းပန်ပြီးထွက်ခွာဖို့ပြင်ဆင်တဲ့အခါထားထိုကမြေဖြူခဲကိုယူပြီးရာသီဥတုတာရတယ်လို့ရေးလိုက်ပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်ကကြောက်တင်ပုံက30အပြည့်ဝစကားပြောဆိုနိုင်ခဲ့ကြပါတယ်သူတို့ရဲ့စကားပြောဆိုကိုပိုကျပြန်လာတဲ့အခါထားထိုကနောက်ဆုံးသူမရဲ့အိမ်မက်ကြောင်မပေးလိုက်ပါတယ်တုံးဆုံမနေပဲကိုကတငယ်ချင်းတယောက်ရချင်းချင်းကိုဆက်ကိုရောက်ကိုရှာဖွေဖို့ကူညီပေးမယ်လို့ရေးသားလိုက်ပါတယ်ခိုပြီးကိုဖတ်မိတဲ့စတန်ပိုင်းမှာနဲ့သူမရဲ့မျက်နှာပေါ်မှာမြည်ရည်တွေစီးကျလာတာပါတယ်သူ့ကိုကျေးဇူးတင်ပြီးတဲ့နောက်သူမကပုံမှန်အတိုင်းပဲချစ်သားသူ့ကိုကျေးဇူးတင်ပြီးတဲ့နောက်သူမကပုံမှန်အတိုင်းပဲချစ်တက်တောက်နဲ့အတန်းတန်းကနေပြေးထွက်သွားပါတယ်ရင်မှုကတော့ရန်မိုးစီမှာအကူအညီတောင်းပြီးခွန်ကြီးရဲ့နာမည်ကိုရဲဝင်ခေါ်မိတဲ့အတွက်တန်ဖိုးမရှိတဲ့ပိုးဝက်တကောင်တို့ကိုဆက်ဆံခံရတဲ့အခါချက်ချင်းပဲပျက်စီးသွားပါတယ်အဲ့ဒီစိတ်တန်ရာကနေပြန်လဲတက်တာဖို့ကြကိုးစားနေတော့မှပဲထားတို့ကပိုဆိုးတဲ့အရာတစ်ခုကိုသတိပြုမိသွားပါတယ်အဲ့ဒါကတော့သူ့မှာလည်းတငယ်ချင်းမရှိတာပဲဖြစ်ပါတယ်အဲ့ဒီနောက်လူတိုင်းနဲ့တငယ်ချင်းဖြစ်အောင်လုံနိုင်တဲ့လှုပ်ရှားနေတဲ့လူမှုဆက်ဆံရေးဟောဒီကိန်းမုံတိုင်းကြီးတို့ဖြစ်နေတဲ့အစာနှုံနာဂျီမီကိုသူတတိရောက်သွားပါတယ်အဲ့တခုကိုမျောလင့်ရင်ထားတာတို့အာနာဂျီမီကိုခုံမီနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ကတငယ်ချင်းအဖြစ်တောင်ဖို့စူးစမ်းပေမဲ့သူမရဲ့စိုးရိမ်စိတ်ကလွှမ်းမိုးသွားတဲ့အတွက်ထာနိုကသူမအတွက်နဲ့ဘာသာပြန်ပေးရပါတယ်လားဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့လွန်ခဲ့တဲ့နှစ်အနံကခုံမီနဲ့တငယ်ချင်းဖြစ်ဖို့စူးစမ်းခဲ့ပြီးအဆိုးဝါးဆုံးညှင်းမဲ့ခံခဲ့ရလို့တပတ်လောက်စိတ်တက်ကြခဲ့ရဖို့ကြောင့်နာဂျီမီကဖွင့်ရပါတယ်ခွန်ဘီကသူမတငယ်ချင်းမဖြစ်နိုင်ခဲ့တဲ့တူးရဲသောလူဖြစ်ပါတယ်ဒါပေမဲ့ခွန်ဘီရဲ့ပြောဆိုဆက်သွယ်ကိုကိုမီရဲ့ပြောဆိုဆက်သွယ်ကိုပြဿနာတွေကြောင့်အမှန်တရားကိုသိရှိသွားပြီးတဲ့နောက်နာဂျီမီကနောက်ထပ်တစ်ကြိမ်အခွင့်အရေးပေးဖို့သဘောတူလိုက်ပါတယ်အိမ်ပြန်လမ်းမှာနာဂျီမီကမနာစကားပြောနေပြီးကိုမီကတော့သူမင်းမှာတိတ်တဆိတ်ဆိုးရိမ်ထိတ်လန့်နေတဲ့အတွက်အလွန်ပဲစိတ်အနှောက်အယှက်ဖြစ်စရာကောင်းနေပါတယ်
အဲ့ဒီလိုဆိုကျောင်းသား2ယောက်ပေါ်လာပြီးတယောက်ကနာဂျီမီကိုစိတ်လှုပ်ရှားသွားတဲ့ရဲသားစကားပြောဖို့ကြိုးစားပါတယ်သူစကားမဆုံးခင်မှာပဲနာဂျီမီကသူကတကယ်တော့ယောက်ျားလေးတစ်ယောက်ဖြစ်ကြောင်းပေါ့ပါပဲပြောလိုက်တဲ့အတွက်တနာစရာကောင်းတဲ့အဲ့ဒီကျောင်းသားရဲ့အုံနောက်ကလုံးဝရက်တန့်သွားပါတယ်အဲ့ဒီရှုံနေကြတဲ့မှာခိုဘေကအဲ့ဒါကိုပြန်မေးဖို့ကြိုးစားပေမဲ့သူမရဲ့ပြက်တောက်နေတဲ့စကားပြောတတ်ကအလွန်အချင်းချောင်းပို့ဆန်တဲ့အတွက်သူမကနာဂျီမီကိုကာကွယ်ပေးနေတဲ့ကြောက်စရာကောင်းတဲ့အရာကိုတားခိုင်ကြုတ်ကြီးဖြစ်မယ်လို့သူကယုံကြည်သွားပါတယ်ကြောက်လန့်တကြားနဲ့သူကသူ့နဲ့အတူထွက်ပြေးသွားပါတယ်ကိုဘီကအခုနဲ့ဘာဖြစ်သွားလဲဆိုတာကိုလုံးဝနားမလည်ပဲကြံခဲ့ပါတယ်ရေစရာကောင်းတာကအဲ့လိုရိုးတုတ်စရာအထင်မှာပူကနာဂျီမီကိုခုံမီအကြောင်းပို့ပြီးနားလဲစေဖို့ကူဖြစ်တယောက်လိုမျိုးတယောက်ထဲထိုင်နေတာကိုသတင်းပြုမိသွားပါတယ်ဒါကြောင့်သူမကသူ့ကိုလည်းအုပ်စုတယ်ဒါကြောင့်သူမကသူ့ကိုလည်းအုပ်စုလည်းဆွဲခေါ်လိုက်ပါတယ်အဲ့လိုမျိုးနဲ့ပဲကသူမရဲ့ပထမဆုံးတငယ်ချင်းတယောက်ကိုရရှိသွားပါတယ်အတန်းထဲကလူတွေကသူ့ကိုတရားရက်ခံတယောက်လိုပြောတာကိုယာယီရဲ့တနက်တန်သွားကြတဲ့အတွက်ထားထိုးဒီလိုတိုးတက်မှုအပေါ်တိတ်တဆိတ်ဝမ်းသာပြီးဖြစ်နေပါတယ်ကံမကောင်းတာခံတွေကခွန်မြေကိုအဆုံးမရှိတဲ့မိကွန်းနဲ့တန်ဆက်မေးခင်အထိပဲသူ့ရဲ့ငြိမ်းချမ်းမှုကမင်းနဲ့ဒီတဲ့အဆင့်ကိုရောက်ရှိနေတာကိုတွေ့ရတဲ့အခါထားထိုးကချက်ချင်းပဲကြားဖြတ်ဝင်ရောက်ပြီးကိုတငယ်ချင်းတရားရောက်အောင်ကူညီပေးမဲ့သူတို့ရဲ့ရည်မှန်းချက်အကြောင်းကိုရှင်းပြလိုက်ပါတယ်နာဂီကခုံမီရဲ့ရည်မှန်းချက်နာဂီကခုံဘီရဲ့ရည်မှန်းချက်ကိုကြားရတဲ့အခါတကယ်ပဲအံ့သွားပါတယ်ဘာလို့လဲဆိုတော့သူ့အတွက်တော့တငယ်ချင်းတယောက်ဆိုဟာမယုံနိုင်တော့ကိုနေပါလို့အရေးအတွက်ဖြစ်နေလို့ပါပဲကိုစမ်းသပ်ဖို့အတွက်သူဟာစတန်လို့ခေါ်တဲ့မုံဆိုင်တစ်ဆိုင်စီကိုမှတ်မိဖို့လုံးဝမဖြစ်နိုင်တော့အောင်ရှုပ်ထွေးလုံးနဲ့မုံမယူမှုပုံစံတစ်ခုနဲ့လွတ်လိုက်ပါတယ်ကနန့်ကွက်တဲ့အခါနာဂျီမီကခုံကတကယ်လို့ညင်းပက်ရင်တငယ်ချင်းမလုပ်တော့ဘူးလို့ပေါ်ပြောလိုက်ပါတယ်သဘောကအတိုင်းပဲကိုမီကအဲ့ဒီစိန်ခေါ်မှုကိုချက်ချင်းပဲလက်ခံလိုက်ပါတယ်နာဂျီမီကခုံမီကိုအနိုင်ကျင့်နေတယ်လို့ထားထိုးကအခိုက်အမာယုံကြည်နေပေမဲ့နာဂျီမီကတော့ဒါဟာကိုမီရဲ့ကောင်းကျိုးအတွက်ပဲလို့ပြောပြီးထားနိုကိုမီနောင်ကနေလွတ်အပ်လိုက်သွားခိုင်းမှာနာဂျီမီကခိုမီကိုအနိုင်ကျင့်နေတယ်လို့ထားနိုကအခိုက်အမာယုံကြည်နေပေမဲ့နာဂျီမီကတော့ဒါဟာကိုမီရဲ့ကောင်းကျိုးအတွက်ပဲလို့ပြောပြီးထားနိုကိုမီနောက်ကနေလွတ်လိုက်သွားခိုင်းပါတယ်မုတ်ဆိုင်ရောက်တဲ့အခါခုံမီကတတိမွေးဖို့အတွက်ဆိုင်အပြင်ဘက်မှာမင်းနဲ့အတော်ကြာရက်နေပါတယ်သူမရဲ့ပထမဆုံးစူးစမ်းမှုကတော့ဆိုင်တန်းဝင်သွားပြီးချက်ချင်းပြန်ထွက်လာခြင်းနဲ့ပဲပြီးဆုံးသွားပါတယ်ဒုတိယအကြိမ်စူးစမ်းမှုမှာတော့သူမကကောင်းစီကိုရောက်သွားပါတယ်ဒါပေမဲ့စကားပြောမဲ့အစားသူမရဲ့ကိုလက်ဟန်ကြည့်ရတဲ့ဥကြော်ကြောင်လုပ်ပြပါတယ်စာချင်းကနားလဲသွားပြီးတော့ယုံကြအဲ့ဒီမှာနေပေမဲ့လဲဆိုင်ရှင်ကိုပြန်မြင်ခိုင်းဖို့ဆိုတာတကယ်စကားပြောရမှာဖြစ်တဲ့အတွက်ကိုကအဲ့ဒီအတိုင်းပဲလက်ခံလိုက်ပါတယ်သူမပြန်လာပြီးမယွင်းနေတဲ့ပုံကိုပြသတဲ့အခါကိုတော့ပုံစံဖြစ်နေပါတယ်ချက်ချင်းညံတွေရက်တန့်သွားလောင်းကိုပြင်းထန်တဲ့စိုးရင်ပူပန်မှုရှိနေတဲ့မိန်းကလေးဖြစ်ပါတယ်ကန်ဆိုးထားတာကန်ဆိုးတာကဒီနေ့သူမကိုစိုက်ကြည့်နေတဲ့သူကခွန်မြင်ဖြစ်နေပါတယ်အကြောင်းကတခြားလူတွေလိုပဲဟီမီကိုကိုမြင်ကိုမထီရက်မခိုက်ရက်တဲ့နက်ဖျားမှတပားလို့မြင်နေပြီးသူမကိုသူမယုံကြည်မှုကတော့မြေကြီးအောက်ရောက်နေပါတယ်ထွက်ပြေးဖို့မျှော်လင့်ချက်နဲ့သူမကစားကြီးလိုက်အိမ်သားထဲမှာတွားပုံနေပေမဲ့အပြင်ဘက်မှခုံမြေကစောင့်နေတာကိုတွေ့လိုက်ရပါတယ်မကြခင်မှာပဲဆီယာမတယောက်ကအီမီကိုနောင်လာမဲ့ကျမ်းမာရေးစီစဉ်မှုတွေအကြောင်းအတန်းအထက်ကိုအတိပေးဖို့ခိုင်းလိုက်ပါတယ်လူတိုင်းရဲ့ရှေ့မှာစကားပြောရမယ့်အတွေ့ကသူမကိုထိတ်လန့်စေပါတယ်ဒါပေမဲ့ခွန်ဖီဆိုင်ကြည့်နေတာကိုသတိပြုမိပြီးတဲ့နောက်သူမကဘလို့နီးနဲ့မသိပဲစူးစမ်းဖို့ကံမကောင်းတာကအတန်းကိုရင်ဆိုင်လိုက်တဲ့စက္ကန့်မှာတင်သူမရဲ့ယုံကြည်မှုအလုံးပျောက်ဆုံးသွားပါသတင်းစကားကိုပြောမဲ့အစာတန်းတစ်လုံးစိုက်ကြည့်နေစင်မှာပဲထိတ်လန့်တကြအတန်တန်ပြုတ်လို့မိပြီးသူမကရှက်လွန်းလို့လဲကြမတက်ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာကိုမီကသူမကိုပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်ပါတယ်အံ့ဩစရာကကောင်းတာကအဲ့ဒီစိုက်ကြည့်မှုတစ်ခုတည်းနဲ့ဟီမီကိုကနောက်ဆုံးကြိုးကြချက်ကိုအော်ပြောနိုင်ခဲ့ပြီးဘုံကြုံကြီးနဲ့တိုက်ပွဲကနေတေးသေးလေးလွတ်မြောက်လာတယ်လို့မျိုးတနာရဲ့စီရင်တစ်ခုကိုပြုလုပ်ထားခဲ့ပြီးအဲ့ဒီစီရင်ရဲ့ထိတ်ဆုံးမှာဟီမီကိုရှိနေတာဖြစ်ပါတယ်။နာဂျီမီကတငယ်ချင်းဖြစ်နိုင်ခြင်းရှိတဲ့သူတွေရဲ့စီရင်တစ်ခုကိုပြုလုပ်ထားခဲ့ပြီးအဲ့ဒီစီရင်ရဲ့ထိတ်ဆုံးမှာဟီမီကိုရှိနေတာဖြစ်ပါတယ်။ခွန်မီကသူတို့အရင်တူညီတယ်လို့ခံစားရပြီးတငယ်ချင်းဖြစ်ချင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူမနာကမျောလင့်တာနဲ့ပိုပြီးခက်ခဲနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကွက်တီဘဲဟီကိုပြန်လာပြီးကသူမကိုကြောက်လန့်စေခဲ့ပေမဲ့အဲ့ဒီအတွေ့အကြုံကတကယ်ကိုတန်ဖို့အကြံပြုလိုက်ပါတယ်ဟီမီကိုကဲကျဲပဲပြခတ်သွားပြီးအဲ့ဒီအကြံကိုညှင်းပယ်လိုက်ပါတယ်ပြီးတော့ပိုပြီးစမ်းချက်တောင်းဆိုမှုတစ်ခုခုပြုလုပ်လိုက်ပါတယ်ကိုမီယန်တငယ်ချင်းဖြစ်မဲ့သူမကိုခွန်ပီရဲ့ခွေးလေးအဖြစ်သတ်မှတ်ပေးဖို့တောင်းဆိုလိုက်တာပဲဖြစ်ဖြစ်တငယ်ချင်းဖြစ်မဲ့သူမကိုက်ခွေးလေးအဖြစ်သတ်မှတ်ပေးဖို့တောင်းဆိုလိုက်တာပဲဖြစ်ပါတယ်ဘလို့နီးနဲ့မသိပဲကိုဒီလိုထူးဆန်းတဲ့အစီအစဉ်ကိုဦးကြောင်ကြောင်နဲ့ပဲလက်ခံလိုက်ပါတယ်ဘလို့ကျိုးကြောင်အစီရင်ထဲမှာမကိုက်ညှိပေမဲ့လည်းဒါဟာသူမရဲ့တငယ်ချင်းတရားရရှိတဲ့အိမ်မက်စီကိုဦးတီနဲ့တိုးတက်မှုတစ်ခုအပြစ်သတ်မှတ်လို့ရနေပါတယ်နောက်နေ့မှာတော့သူမရဲ့ဘုံသက်ဆက်လေးကိုထားထိုးကိုဂုံယူစွာပြသမားကသူမရဲ့တငယ်ချင်းတွေရဲ့ဖုံးမတ်ကိုစုဆောင်းခြင်းတယ်လို့ရေးသားထားပါတယ်ထားထိုးကလုံးဝအထင်မှာသွားပြီးသူမကသူ့ရဲ့နှက်ကိုအရင်ဆုံးလိုချင်နေတာလို့ယူဆက်တဲ့အတွက်ချက်ချင်းများပြရာခတ်သွားပါတယ်အဲ့ဒီတော့ထွင်းမှာကိုကသူမပို့ပြီးအမိကိုကင်းချင်အဲ့ဒီအတွက်ကိုမီကသူမကိုသူမပို့ပြီးအမိကိုကင်းကျင်တယ်လို့ဆုံးဖြတ်ပြီးနာဂျီမီရဲ့နံပါတ်ကိုသူမဘာသာတောင်းဖို့အခိုင်အမာကြိုးစားပါတယ်သူမကနံပါတ်
တောင်နဲ့ဆောက်ရွက်တရွက်နဲ့နာဂျီမီနာကိုကတ်သွားပါတယ်အစမှာတော့နာဂျီမီကုမ္ပဏီကဘုံကိုဘာလို့ဒီတိုင်းမပေးထားလဲဆိုတာကိုစာဝေးစဝါဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ကသူမကိုယ်တိုင်အမိကိုကင်းလှုပ်ဆောင်နိုင်တာကိုတက်တည်ပြဖို့အတွက်သူဘာသာရိုက်ထည့်ချင်နေတာကိုနားလည်သွားပါတယ်အဲ့ဒီနောက်မှာတော့ခိုမီကဟီမီကိုစီကနေနံပါတ်တောင်ဖို့စူးစမ်းပြန်ပါတယ်ဒါပေမဲ့ဟီမီကိုရဲ့အလွတ်ကိုနောက်ဆုံးတောင်ကိုကထားထားနိုကိုနာမည်ရိုက်ထိုက်နိုင်ဖို့အတွက်သူမရဲ့ဖုန်းကိုပေးလိုက်ပါတယ်သူနာမည်ရိုက်ထွက်တော့မဲ့အချိန်မှာဟီမီကိုကလုတ်တရက်ရောက်လာပြီးနာဂျီမီကကိုအစီအစဉ်ကိုရှင်းပြထားပြီးဖြစ်ကြောင်းကိုဖတ်ပြောလိုက်ပါတယ်အဲ့ဒီအစီအစဉ်ကတော့ထားထိုးကိုသူကပထမဆုံးဖုန်းနဲ့တင်စီထားတဲ့သူဖြစ်စေချင်တာပဲဖြစ်ပါတယ်အုံနောက်တွေရှောက်ရွှေ့သွားတယ်လို့မျိုးချက်ချင်းမျက်နှာအမီကိုအတန်းကောင်းဆောင်ဖြစ်ချက်ချင်းအဆိုပြုကြပါတယ်ဒါပေမဲ့နာဂျီမီကခုံမီကဒီလိုတာမန်ယာတုတစ်ခုအတွက်ဆိုရင်တိတ်ကိုမြင့်မြတ်လွန်းနေပြီးဒါပေမဲ့နာဂီကခုံမီကဒီလိုတာမန်ယာတုတစ်ခုအတွက်ဆိုရင်တိတ်ကိုမြင့်မြတ်လွန်းနေပြီးသူမကိုနတ်ဖျားမှာတပတ်လုံးပဲကိုးကွယ်တင်တယ်လို့လူတိုင်းကိုအပြည့်ပြည့်ဆွဲဆောင်စီယုံပါတယ်အဲ့ဒီညနေမှာကိုဗစ်ကအိမ်မှာဖုန်းနဲ့ကစားနေရင်ထားထိုးစီကိုတော်တုံးကောက်မိသွားပါတယ်ဘာဖြစ်သွားလဲဆိုတာကိုတိလိုက်ရတဲ့စက္ကန့်မှာတင်သူမပြန်အရာခတ်သွားပြီးဖုန်းချပစ်လိုက်ပါတယ်ဒါနိုကမတော်ခေါ်ပြီးသူမစီပြန်ခေါ်ပြီးအရာအလုံးကအဆင်ပြေအတန်တန်လောက်ပြုလုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်သူအံ့ဩသွားတာကတော့ခုံဘီကတုံနေတဲ့အတန်လေးနဲ့တကယ်ပဲပြန်လည်ဖြေချခဲ့တာဖြစ်ပါတယ်သူမကဖုံးမတော်သားစားခုံမိတဲ့အတွက်မတောင်းပန်ခင်မှာပြက်လုံးအသေးသေးတစ်ခုပြောဖို့တော့ကြိုးစားခဲ့ပါသေးတယ်ဒါကစကလုံးအနှဲငယ်ပဲဖြစ်ပေမဲ့ကိုအတွက်တော့ဒါဟာအင်မတန်ကြီးမားတဲ့ခြေတံအသစ်တစ်ခုဖြစ်ပါတယ်ညံ့နေဆိုတာကိုတတိပြုမိရင်းနဲ့ဖုံးချလိုက်ကြပြီးခုံခဲ့သူရဲ့ပထမဆုံးအောက်ပြင်နဲ့ဖုံးစကားပြောဆိုမှုကိုအောက်ပွဲခံပါတယ်နောက်နေ့ကျောင်းမှာတော့ရေပန်းစားတဲ့အုပ်စုတစ်ခုကလက်ကုပ်တီကစားနီကိုကစားနေကြပါတယ်ခုံဘီကပါဝင်ခြင်းပေမဲ့သူတို့နားကိုဘယ်လိုကက်ရမလဲဆိုတာကိုမသိဖြစ်နေပါတယ်နာဂျီမီကအဲ့ဒါကိုကြားသွားပြီးခုံမြေကိုအဲ့ဒီကစားအနီးနဲ့ချင်းဆွဲကွက်သွားပါတယ်ရေပန်းစားတဲ့ကလေးတွေကတကယ်တော့ခုံမီကိုအများကြီးအထင်ကြီးပြီးလေးစားနေကြတာဖြစ်ပါတယ်ဒါပေမဲ့သူတို့ကအချို့ကတော့ထာတို့ပါဝင်လာတာကိုတိတ်ပြီးသဘောမကျကြပါဘူးကပါဝင်ကစားနိုင်မှုအတွက်နာဂျီမီကစီးမြင့်တွေကိုရိုးရင်းအောင်လုပ်ပေးလိုက်ပြီးအန်အောစရာကောင်းတာကသူမကပဲအနိုင်ရရှိသွားပါတယ်အဲ့ဒီနောက်နာဂျီမိကရှုံးတဲ့သူအတွက်အနှံ့ပေးမဲ့မျက်နှာပေးလို့ရမယ်ဆိုတဲ့ပြစ်ဒဏ်တစ်ခုကိုထည့်သွင်းပေးလိုက်ပါတယ်ရုတ်တရက်ဆိုသလိုပဲလူတိုင်းကခွန်မီကိုရှုံးစေဖို့အတွက်အလွန်ကြိုးစားလာကြပါတယ်အခြေအနေကအဆင်မပြေဖြစ်လာတာကိုမြင်တွေ့ရတဲ့ထာတို့ကခွန်မီကိုအရှက်ရခြင်းကနေကာကွယ်ပေးဖို့အတွက်သူ့ကိုသူအနည်းနာခံပြီးအလှည့်ကိုတင်မင်တကာမှပြစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ခွန်မီကဒီနေ့ကိုပြောစသွားပါတယ်မကြခင်မှာပဲကာယာကျမ်းမာကြီးစစ်ဆေးရမယ့်အချိန်ရောက်လာပါတယ်။မန်ခါရာတိုနာလို့ခေါ်တဲ့တခြားကျောင်းသူတစ်ယောက်ကဒီပွဲစဉ်တစ်ခုလုံးကိုခိုမီကိုစန့်ကျင်ရမယ့်သူမရဲ့ကိုယ်ပိုင်ပြိုင်ပွဲတစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။သူမရဲ့ရည်မှန်းချက်ကတော့ပွဲစဉ်၄ခုတည်းက၃ခုမှာခိုမီကိုအနာယူဖို့ဖြစ်ပါတယ်။ကံမကောင်းတာကသူမရဲ့အစီအစဉ်ကတဝက်အောင်မြင်ခဲ့ပြီးနောက်ဆုံးမှာတော့သူဒီထူးဆန်းစွာနဲ့ပဲစိတ်အလင်းပွင့်သွားသလိုမျိုးခံစားချက်နဲ့ပြိုင်ပွဲကနေထွက်ခွာသွားပါတယ်။နောက်တစ်နေ့အမှတ်နဲ့မှာတော့ထာလာနိုကဘဝကြီးနောက်ဆုံးတော့အေးဆေးရှိသွားပြီလို့တိုးတွေ့ပြီးကြောင်းကိုအေးလူရှောင်းလန်းလာနေပါတယ်။ဇလန်းကကြောင်းသွားနေတဲ့ရတာစီကိုခဏရှုပြောင်းသွားပါတယ်။သူမရှောင်းလန်းနေစင်မှာပဲအပေါ်ထားတဲ့သူမရဲ့ခံစားချက်ကိုစီဝင်စားယုံတက်လေးပါလို့ပေါ့ပပြနေပါတယ်။ဒါတပြည့်မဲ့သူမရှိနေတာကစီမဝင်စားယုံတွေမဟုတ်ပဲအပြေးဝအစွဲအလှမ်းကြီးနေတာဖြစ်ကြောင်းချက်ချင်းပဲထင်ရှားလာပါတယ်။ဒီနေ့မှာတော့သူမကခွန်ပြီးရဲ့တငယ်ချင်းမဖြစ်အောင်လုပ်မယ်လို့အပိုင်ဆုံးဖြတ်ထားပါတယ်။ကွန်ဘီနဲ့စကားပြောဖို့ဆိုတဲ့အရန်ကိုရိုးရှိနဲ့ရီမန်းချက်တစ်ခုနဲ့အကြောင်းကိုရောက်လာပါတယ်။သူမစိတ်ထဲမှာတော့ဒါကလုံးဝကိုတာမန်ရည်ရွယ်ချက်တစ်ခုပဲဖြစ်ပါတယ်။တကယ်တမ်းမှာတော့စိတ်ပညာဆိုင်ရာတဲရင်ပေါ်ရုပ်ရှင်တစ်ခုရဲ့အစပြုခြင်းနဲ့ပို့တူနေပါတယ်။ရမင်္ဂလာနက်ခင်းမှာတော့နှုတ်ဆက်ဖို့ပြင်ဆင်ကော်မီနာကိုဂယူးတစိုက်ကတ်သွားပါတယ်။ကန်ဆိုးတာကဟီမီကိုနဲ့နာဂီမီတို့ကရွှေတန်းတက်ကြတဲ့အာရနဲ့ကိုမီကိုအရင်ဆုံးပေါ့လှမ်းနှုတ်ဆက်လိုက်တဲ့အတွက်သူမရဲ့အခိုက်အတန့်ကချက်ချင်းပျက်စီးသွားပါတယ်လမ်းလျှော့ဖို့ညင်းဆက်ရင်ကီမီနဲ့ရှိတဲ့တငယ်ချင်းဖြစ်မှုကိုဖျက်လန်းနည်းအဖြစ်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်အကောင်းဆုံးခွင့်ရေးကိုစောင့်ဆိုင်ပြီးတဲ့နောက်ဆုံးမှာသူမကိုယ်တိုင်ကိုနှုတ်ဆက်နိုင်ခဲ့ပါတယ်အသေးကြပါပဲကိုမီကသူမသိတဲ့တခုတော့နိလန်တိုင်းလုံးဝဘာမှမပြောပဲပြန်လဲတုတ်ပြန်ပါတယ်ကိုမီကပြောဆိုဆက်ဆက်မှုအပိုင်းမှာဖရီကပြောဆိုဆက်ဆွတ်မှုအပိုင်းမှာရုန်းခံနေရတာကိုတတိမပြုမိပဲရေးတိတ်ဆိတ်မှုကိုအလုံးပဲချက်ကပြီးအထင်ကြီးသွားပါတယ်သူမရဲ့စိတ်ထဲမှာတော့ခုံမီကမိန်ကလေးတယောက်တင်မဟုတ်တော့ပါဘူးသူမကတာမန်လူသားတို့ရဲ့စကားပြောဆိုမှုကိုကြော်လို့နဲ့မထရဲတဲ့နတ်ဖျားဖျားမှာတပါဖြစ်နေပါတယ်အဲ့ဒီနောက်မှာတော့ရန်ကအကူကြီးအသေးအဝလေးတစ်ခုတောင်းဖို့အကြောင်းပြချက်နဲ့နာဂျီမီကိုမောင်မဲနေတဲ့စင်ချန်လဲကိုဆွဲခေါ်သွားတဲ့အတွက်အခြေအနေကမေးခွန်းတုပ်စရာဖြစ်လာပါတယ်သူမရဲ့တောင်းဆိုမှုကရုပ်ရှင်းပါတယ်သူမကိုနဲ့တယောက်မိတ်ဆက်ပေးဒါပေမဲ့ကိုကထုံးစံအတိုင်းတိတ်ဆိတ်နေသေးပါပဲလူအများစုအတွက်ဆိုရင်ဒါကအနှဲငယ်အဆင်မပြေဖြစ်စေရပါဒါပေမဲ့ရန်အတွက်တော့ကြီးထွားလာတဲ့အစွဲလန်းအတွက်စိတ်ခံစားမှုဆိုင်ရာလောက်ဖြစ်သွားပါတယ်သူမကခွန်ဘီနဲ့အလွန်အမင်းနှိခတ်သွားဖို့စိတ်ကူးရင်အိမ်မက်တွေစားတင်ပုံမော်ပါတော့တယ်နောက်တော့ရန်ကထာထိုးသူ့စကွဲမှမရှိတာကိုသတိပြုမိသွားပါတယ်အခွင့်ရေးကိုမြင်တဲ့အခါသူမကသူ့ထိုင်ခုံကိုဝင်ထိုင်လိုက်
ကူးရင်နေတဲ့အတွက်အဲ့ဒီခိုက်တန်ကခဏသာတာတော့စိတ်ချမ်းသာစရာကောင်းနေပါတယ်ကံမကောင်းတာကခိုမီကသူမဘေးထိုင်လိုက်ကမကောင်းကခိုကသူမဘေးနားထိုင်လိုက်ရုံနဲ့အနေကထိသွားတဲ့သူတို့မျိုးရုတ်တရားအောက်ပွဲခံလိုက်တဲ့အတွက်အဲ့ဒီစိတ်ချမ်းသာစရာအခြေအနေကပျက်စီးသွားပါတယ်အဲ့ဒီအတော်အတွင်းမှာဇလန်ကထိတ်တန်းစရာအခြေအနေနဲ့ကြုံတွေ့နေရတဲ့ထားထိုးစီကိုဖျက်ကူးသွားပါတယ်သူကလက်ရှိမှာရန်ရဲ့အိမ်ငန်းထဲမှာပါဆက်ကိုတိတ်တက်အုပ်ပြီးအခြေခံထားရပါတယ်နိုင်ငံတွေနဲ့မျက်နှာချက်တစ်ခုလုံးမှာခွန်ပီရကအောင်းရိုက်ကူးထားတဲ့မှတ်တက်တန်ရုပ်ရှင်မှာပါတင်တယ်လို့အော်ပြောနေတယ်လို့မျိုးတုံးလုံးစရာကောင်းတဲ့ပြင်းထန်တဲ့အလှဆင်မှုတွေနဲ့ပြင်းနေပါတယ်။၃ဆဲရဲ့အကြာကြောင်းလေးလက်စာစားခြင်းပြီးတဲ့အခါနာချင်းမီဂရက်အိမ်ကိုတွားလဲဖို့ခုံမီကိုပုတ်ပုတ်ပပဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ပါတယ်ထားတို့ပြန်ပြီးဆွဲခံထားရတဲ့ဘေးထွက်ဆက်ကောင်တယောက်လိုအခြေခံထားရတဲ့အဲ့ဒီအိမ်ကိုပါပဲအချိန်ကရှိကိုထပ်ပြီးခုံကူးသွားပါတယ်အခုတော့ညနေနာရီ30ရောက်နေပြီဖြစ်ပြီးထားထိုးကတော့လူပြောက်တိုင်ချင်းဖွင့်ရမယ့်အခြေအနေမရောက်ခင်ဘယ်သူမဆိုသူကိုလာရောက်ခဲ့ပါစေတော့အသေးသက်မျောလင်းပိတ်မိနေစေဖြစ်ပါတယ်။အုတ်တရက်ရန်ကကိုမီနာဂျီမီတို့နဲ့အတူအိမ်ပြန်လာတဲ့အတန်ကိုသူလိုက်ရပါတယ်ပြရခတ်သွားပြီးကိုမီတပ်ပုံတွေအားလုံးကိုဖယ်ရှားဖို့နဲ့တပ်တွေတွေကိုဖျောက်ပြက်ဖို့သူမအခန်းထဲကိုတယောက်တည်းအမြန်ပြေးဝင်လာပါတယ်။သူမကသူ့ကိုဗီဒီယိုထဲအတင်းထည့်လိုက်ပြီးတဲ့နောက်မှာတောင်ပေါ်မှာတွားမြုပ်ပြစ်မယ်ဆိုတဲ့အကြောင်းဒါကဗီဒီယိုတကားဖို့အသေးအတန်ထူရိုက်နေစင်ပါပဲ။ရန်ကဒီအတန်ကအိမ်နီးနာချင်းစီကအတန်ဖြစ်မှာပါလို့ခိုမီနဲ့နာဂျီမီကိုတင်းငိမ်သွားပြောလိုက်ပါတယ်ပြီးတော့ကိုမဖွင့်ဖို့တတိပေးရင်နှွေးချမ်းသွားယူဖို့အခန်းထဲကထွက်သွားပါတယ်နာဂျီမီကအဲ့ဒီတတိပေးချက်ကိုချက်ချင်းလွတ်ပြီးတကားကိုဖွင့်လိုက်တဲ့အခါစိတ်တက်ရအပြင်းနဲ့အရင်နဲ့ဌာနတို့ကိုတွေ့ရှိသွားပါတယ်အဲ့ဒီအချိန်ကွက်ကြီးမှာပဲရန်နမီပလီတယောက်လိုမျိုးငားမန်းပုံစံအသားကျန်းထုတ်တွေကိုကြည့်ရန်ကထားထိုရဲ့တစ်ကာကိုအပီပြင်း6ပြစ်မဲ့စကားတွေကိုပြောဆိုနေရင်ယထာရာလိုရဲ့တစ်ကာကိုအပီပြင်း6ပြစ်မဲ့စကားတွေကိုပြောဆိုနေရင်တပြိုင်နက်တည်းမှာပဲကတော့ကဘာပေါ်မှာအံ့ဩစရာအကောင်းဆုံးသောလူသားတစ်ယောက်ဖြစ်ကြောင်းကိုမြောက်ပင်ချီမှုနေပါတယ်တိတ်ဆိတ်စွာနားထောင်ပြီးတဲ့နောက်သူမရဲ့ခေါင်းကိုခရမ်းလိုက်ပါတယ်အခြေအနေကကဲတင်လို့မရတော့ဘူးဆိုတာကိုသိသွားပြီးခွန်ကထားထိုကိုဆွဲကွက်ကထွက်ခွာဖို့ပြင်ဆင်ပါတယ်ကားရီအလုံးကိုခွန်ပါဒီကိုသူမဘာသာရွေးချမှာဖြစ်ကြောင်းတည်ငြိမ်သွားစစ်ထားပြီးထားထိုးကိုနောက်ကနေခေါ်ဆောင်ကထွက်ကောက်သွားပါတယ်ရန်ကတော့သူမောက်ကိုထာဝရမုံကြီးသွားတော့မယ်လို့ယုံကြည်ပြီးလုံးဝကြောက်ဝမ်းကကြံခဲ့ပါတယ်အဲ့ဒီအတော်အတွင်းမှာမာနာကြီးမီကတော့ဇလန်အတွက်တစ်ပတ်ကိုအပြင်မှာတိုက်ရိုက်တွေ့လိုက်ရတဲ့သူတယောက်လိုမျိုးနေရာမှာကတ်နေပါတယ်နောက်နှစ်မှာကိုထာလန်တို့စီစာရေးပြီးဖြစ်ပျက်ခဲ့တဲ့အရာတွေအတွက်တောင်းပန်စကားဆိုပါတယ်အဲ့ဒါပြီးတဲ့နောက်မှာတော့တငယ်ချင်းဆက်လုပ်နေရင်သူ့အတွက်ဒုက္ခရောက်မလားဆိုပြီးတွေးဖို့နေပါတယ်ထားထိုးခုံမီတစ်ချိန်ဒုံကတငယ်ချင်းတရားရခြင်းတယ်လို့ပြောခဲ့တာကိုတတိယသွားပြီးဒါကြောင့်သူ့စိတ်ထဲမှာကြောက်လက်တော်နေပေမဲ့လည်းဘာပဲဖြစ်ဖြစ်သူတို့ကတငယ်ချင်းတွေဖြစ်ပါတယ်လို့ကြော်ညာလိုက်ပါတယ်အဲ့ဒီနောက်အံ့ဩစရာကောင်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပြီးပထမဆုံးအကြိမ်အပြင်ခိုမီကသူ့ကိုတိုက်ရိုက်စကားပြောလိုက်တာပဲဖြစ်ပါတယ်သူမရအတန်ကတိုးဝင်နေပေမဲ့တငယ်ချင်းအဖြစ်ဆက်ရှိခြင်းပါတယ်လို့ရှင်ဒါကအင်မတန်ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်ပြီးမကြခင်မှာပဲနာဂီကရန်ကိုအတင်းဆွဲကွက်ပြီးတောင်းပန်ခိုင်းပါတယ်တော့အပံမှုကအစင်မပြေပဲရှုပ်ထွေးနေခဲ့ပေမဲ့ရန်ကနောက်ဆုံးမှာသူမအတ္တဇံကပြုမိခဲ့မိအကြောင်းကိုဝန်ခံလိုက်ပါတယ်ကိုမီကသူမရဲ့စာအုပ်ကတဆင်တောင်းပန်မှုကိုလက်ခံလိုက်ပြီးအဲ့ဒါကိုရန်ကလေးနဲ့တိတ်ဆိတ်စွာခွင့်လွှတ်မှုတစ်ခုအဖြစ်ထိမှာသွားပြန်ပါတယ်ဒါပေမဲ့နာဂျီမီကိုမီရဲ့ပြောဆိုဆက်သက်မှုဆိုင်ရာရှုပ်ဝန်းချက်အကြောင်းကိုရှင်းပြီးတဲ့နောက်ရန်ကနောက်ဆုံးမှာအမှန်တရေရိုးရှင်များပဲရေးသားလိုက်တဲ့အတွက်သူတို့ရဲ့တငယ်ချင်းကုံမီကရတယ်လို့ရိုးရှိရေးသားလိုက်တဲ့အတွက်သူတို့ရဲ့တငယ်ချင်းဘဝကတယုံဆက်တင်သွားပါတယ်ဆွဲလန်းကတော့တညတည်းနဲ့ပျောက်ခွင့်မသွားပါဘူးတောင်းပန်မှုအပြီးမှာဘဲထားနို့ကိုခွန်မြူကိုထိရင်အရှင်လက်နက်မြင်မြင်မဲလို့ချင်းကြောက်လိုက်ပါတယ်မကြခင်မှာပဲပုံမူပိုပြီးနဲ့ရာသီဥတုနဲ့ယူနီဖောင်းအသစ်တွေကိုတည်ဆောင်လာတဲ့နွေရာသီရောက်ရှိလာပါတယ်ကိုမီရဲ့နွေရာသီဝတ်စုံကတော့အဲကိုကျွန်းလာလိုက်တဲ့အတွက်ရာထားတို့အတွက်ခုံမီကိုပြန်လဲစိန်ခေါ်ဖို့နောက်ထပ်အခွင့်အရေးတစ်ခုရရှိသွားပါတယ်သူမကပွဲစဉ်အမြောက်များမှာခုံမီကိုအနာယူဖို့တဲတန်စူးစမ်းပေမဲ့ကတော့ပြန်ပွဲဖြစ်နေမှန်းတောင်မသိပဲပွဲစဉ်တော်တော်များများကိုပေါ်ပပဲအနိုင်ရသွားပါတယ်မန်ကာကဒေါသထွက်မဲ့အစားခုံပီရဲ့စွမ်းဆောင်ရည်တွေအပေါ်ထူးဆန်းတဲ့အထင်ကြီးလေးစားမှုတစ်ခုတဖြည်းဖြည်းဖြစ်ပေါ်လာပါတယ်တနင်္ဂနွေနေမလဲပိုင်းတစ်ခုမှာတော့နာဂျီမီနဲ့ထားထိုးတို့ကခုံမီ AC ကိုသွားလဲကိုဆုံးဖြတ်လိုက်ကြပါတယ်သူတို့ရောက်ရှိသွားတဲ့အခါမှာတော့ခိုမီရဲ့မိခင်ကစီချိုးနှုတ်ဆက်ပြီးသူမကိုသူမ18နှစ်အရွယ်ဖြစ်ပါတယ်လို့တက်ကြော်ကျွမေးဆက်လိုက်ပါတယ်သူတို့ရောက်ရှိသွားတဲ့အခါမှာတော့ခိုမီရဲ့မိခင်ကစီချုပ်ကိုနှုတ်ဆက်ပြီးသူမကိုသူမ18နှစ်အရွယ်ဖြစ်ပါတယ်လို့တက်ကြော်ကျွမေးဆက်လိုက်ပါတယ်ချက်ချင်းလွှမ်းမိုးသွားပါတယ်ကံကောင်းထောင်ပေါင်းစွာပဲသူမရဲ့မိခင်ကရင်နွေးချမ်းတဲ့အတူရောက်ရှိလာလို့အဲ့ဒီအခိုက်အတန့်ကမခံမရက်နိုင်လားကိုအောင်စစ်ရောက်ရှက်ဖြစ်သွားအခြေအနေပြောမရောက်အောင်ကာကွယ်ပေးလိုက်ပါတယ်နာဂျီမီကရုတ်တရားအိမ်သာသွားဖို့လိုတယ်လို့အကြောင်းကတကယ်တမ်းမှာတော့သူကထားထိုနဲ့ခိုမီတို့နှစ်ယောက်တည်းရှိနေချိန်မှာစိတ်ဝင်စားစရာတစ်ခုခုဖြစ်ပျက်မလားဆိုတာကိုချောင်းကြည့်ခြင်းကိုတက်နာဂျီမီကရုတ်တရားအိမ်သာသွားဖို့လိုတယ်လို့အကြောင်းကတကယ်တမ်းမှာတော့သူကထားနိုးနဲ့ခိုမီတို့နှစ်ယောက်တည်းရှိနေချိန်မှာစိတ်ဝင်စားစရာတစ်ခုဖြစ်ပျက်မလားဆိုတာကိုချောင်းကြည့်ခြင်းကိုတက်ပဲဖြစ်ပါတယ်ထိုနဲ့ခိုမီတို့ကတော့15မိနစ်နီးပါးလောက်အေဂျင့်နဲ့တိတ်ဆိတ်မှုကြောင့်ပဲအတူတူတက်တာထိုင်နေကြပါတယ်နောက်ဆုံးမှာတော့နာဂျီမီကစိတ်လှုပ်ရှားမှုကိုဆက်ပြီးမအောင်နိုင်တော့သူတို့ကြားထဲဖြတ်ပြီးဝင်
လာဖို့ပြန်လာပါတယ်အိမ်လက်ခီးကညနေပိုင်းမှာပြေဆုံးသွားပေမဲ့လူတိုင်းထောက်ခေါက်သွားတဲ့အခါအနှဲငယ်ဝန်ထမ်းမှုကိုခံစားနေရဆဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့သူမှာကနာဂျီမီစီကနေအိမ်ကိုလာလေတော့ကလွတ်ရိုက်ထားတဲ့သူတို့တွေအတူတူပျော်ပျော်ရွှင်ဖြတ်တန်းခံရတဲ့အခိုက်အတန့်ကိုရိုက်ကူးထားတဲ့တပ်ပုံတွေတပုံပါဝင်တဲ့တစ်ခုကိုသူတို့တွေအတူတူပျော်ပျော်ရွှင်ဖြတ်တန်းခံရတဲ့အခိုက်အတန့်ကိုရိုက်ကူးထားတဲ့တပ်ပုံတွေတပုံပါဝင်တဲ့မက်ဆေ့တစ်ခုကိုလက်ခံရရှိပါတယ်နောက်နေ့ကျောင်းမှာတော့ကျောင်းပိတ်ချိန်အတွင်းအိုဘာတို့နာခေါ်တဲ့မိန်ကလေးတယောက်ကခုံမီနာကလာပြီးသူမောက်ကိုမင်းသမီးချမဲ့လီယာလို့အပြင်းပြင်းခေါ်ကမောင်ဝင်စာချုပ်တွေနဲ့စမ်းကြတဲ့ကံကြမ္မာတွေအကြောင်းကိုစတင်ပြောဆိုပါတော့တဲ့ခုံတီကစိတ်ဝင်တစားနဲ့နားထောင်နေစဉ်မှာပဲနာဂမရဲ့စမ်းကြတဲ့စိတ်ကူးရင်ဇလန်းကိုရှင်းပြရင်းနဲ့တဖြည်းဖြည်းပို့ပြီးရှက်လာပါတယ်နောက်ဆုံးမှာတော့နာကိုမီကိုစာချုပ်တစ်ခုချုပ်ဆိုဖို့ရှက်ရှက်နဲ့တောင်းဆိုပါတယ်အဲ့ကိုမီကချက်ချင်းပြန်လည်တိုးပြန်ခြင်းမရှိတဲ့အခါကိုမီကချက်ချင်းပြန်လည်တုတ်ပြခြင်းမရှိတဲ့အခါနာကနာကပြာရခတ်သွားပြီးတခြားကဘာကစမ်းချက်နဲ့ဆွာအားတွေကြောင့်မှလို့အဖြစ်တွေထွက်ပြေးသွားပါတယ်နာချီမီကရွေးပွားပြီးနာကစုံတယောက်ကိုတတိယစေတယ်လို့ထောက်ပြလိုက်ပါတယ်ဒါကထားထိုရဲ့အလဲတန်းဒုတိယနဲ့တုန်းကအခြေအနေကိုပြန်ပြောင်းတတိယစေပါတယ်အဲ့ဒီတုန်းကသူကပြင်းထန်တဲ့စိတ်ကူးရင်အဓိကဇက်ကောင်ယောဂဝေဒနာကိုခံစားနေခဲ့ရတာဆုံးလူတော်ယုံကြည်ကရှောက်သွားခဲ့ဘူးပါတယ်အဲ့ဒီစိတ်ကူးရင်မှုကတော့မိန်းကလေးတယောက်ကိုစမ်းပြတဲ့နီလန်နဲ့ရီသားစကားပြောပြီးချက်ချင်းခံရတဲ့အခါသူ့ရဲ့ဂုံတစ်ခွေပျက်စီးပြီးအဓိကဇက်ကောင်ယောဂဝေတင်အဲ့ဒီစိတ်ကူးရင်မှုကတော့မိန်းကလေးတယောက်ကိုစမ်းပြတဲ့နီလန်နဲ့ရီသားစကားပြောပြီးချန်ချင်းညင်ပတ်ခံထားရတဲ့အခါသူ့ရဲ့ဂုံတစ်ခွေပျက်စီးပြီးအဓိကဇက်ကောင်ယောဂဝေဒနာလည်းထာဝရပြောက်ကွယ်သွားခြင်းနဲ့ပဲအဆုံးသတ်သွားပါတယ်အဲ့ဒီစိတ်တရားကအလွန်ပြင်းထန်လို့တော့သူ့ရဲ့ပင်ကိုစရိုက်ကိုအမြဲတမ်းအတွက်ပြန်လည်ပြင်ဆင်ပေးလိုက်တလို့ဖြစ်သွားပါတယ်အဲ့ဒီအချိန်ကစပြီးသူကအလွန်တာမန်ဆန်တဲ့နောက်ကဇက်ကောင်တယောက်ဖြစ်ရှင်တန်မှုအတွက်ပဲဘဝကိုမြုပ်နှံထားပါတယ်လက်ရှိအချိန်မှာတော့ကာယအချိန်စတင်တဲ့အခါမျှော်လင့်ထားတဲ့အတိုင်းចောင်းသားတိုင်ကခိုမီရဲ့ပါနာဖြစ်ချင်ကြပါတယ်အဲ့ဒီအတော်အောင်နဲ့ကတော့ပါနာမရှိဘဲတယောက်တည်းကြံခဲ့ပါတယ်သူမကဂယုမဆိုင်တလူမျိုးချက်ချင်းများအပင်ဟာဆောင်လိုက်ပေမဲ့တကသူမကဂယုမဆိုင်တလူမျိုးချက်ချင်းအပြည့်ပြင်းဟာဟန်ဆောင်လိုက်ပေမဲ့တကယ်တမ်းမှာတော့စိတ်ထဲမှာအီးကြံမှုကိုခံစားနေရတာပါသူမရဲ့ကံမကိုလက်ခံဖို့ပြင်ဆင်နေတဲ့အချိန်မှာတင်ကိုကတိတ်တဆိတ်ရှိကိုတိုးလာပြီးသူမရဲ့ပါချင်းကနေချက်ချင်းကဲတင်လိုက်သူဖြစ်သွားပါတယ်ပထနာအကျော်ဆန်းနဲ့လေ့ကျင့်ခံထုတ်ပြီးတဲ့နောက်အနာကအလွန်ကျေးဇူးတင်နေခဲ့ပေမဲ့ပုံမှန်တိုင်းစကားပြောဖို့ခက်ခဲနေပါတယ်အဲ့ဒီအစားသူမကနက်ဖျားတယောက်နဲ့တန်ရှင်းတဲ့စာချုပ်တစ်ခုချုပ်ဆိုတဲ့စမ်းကြိုက်တဲ့ဆရာမတယောက်လိုမျိုးပြန်လောင်မှုကိုပြုလုပ်လိုက်ပါတယ်ဒီနေ့ကျောင်းဆင်းပြီးတဲ့နောက်မှာတော့နာဂျီမီကထားထိုးရက်ထီကိုခိုးယူပြီးစောင့်ထားတဲ့စာစုံချန်ထားခဲ့တဲ့သူ့ရဲ့ထုံးစံအတိုင်းရှုပ်ထွေးလာတဲ့ပြောင်းလောင်မှုကိုပြုလုပ်လိုက်ပါတယ်ကံကောင်းတာကော်ပီကသူမရဲ့အထီကိုသူနဲ့အတူမျှဝေသုံးဆွဲဖို့ဆုံးဖြတ်လိုက်တဲ့အတွက်သူတို့နှစ်ယောက်ဟာတိတ်ဆိတ်ပြီးတဲ့အခြေအနေမျိုးနဲ့အတူအိမ်မြန်လာခဲ့ကြပါတယ်ကုံစိန်ဆိုတင်တစ်ခုမှခဏစင်မှာမပြစ်ကြပါတယ်သူမရဲ့ဘာသာစကားအရဆိုရင်တော့ဒါကဟုတ်တယ်လို့အတိတ်ပဲရပါတယ်သူမရဲ့ပြောဆိုဆက်သွယ်မိုးဆွဲရင်းကိုမြင့်တင်ဖို့အတွက်ကနောက်ပိုင်းမှာထားလို့ကိုသူမရဲ့ကိုယ်ပိုင်ပြက်လုံးဆက်သက်သူအဖြစ်ခံရလိုက်ပါတယ်သူမရဲ့ပြောဆိုဆက်သွယ်မိုးဆွဲရင်းကိုမြင့်တင်ဖို့အတွက်နောက်ပိုင်းမှာထားလို့ကိုသူမရဲ့ကိုယ်ပိုင်ပြက်လုံးဆက်သက်သူအဖြစ်ခံလိုက်ပါတယ်ကံမကောင်းတာကသူမရဲ့ပြက်လုံးစူးစီးမှုတွေကတော့ထားစီကနေရင်ကြီးရေမောတန်တွေပဲရရှိစေတဲ့မတော်လေးဦးကြောင်နိုင်တဲ့စကန်ထားတွေနဲ့ထူဆန်းတဲ့ဟာသားတွေပဲဖြစ်ပါတယ်ဒါပေမဲ့လေသူကသူမရဲ့စူးစမ်းမှုကိုအတန်းနိုင်ပေးပါတယ်မကြခင်မှာပဲနာဂီကကြောင်းဆင်းပြီးတဲ့နောက်ဆွမ်းမှုတစ်ခုအတွက်ကြီးမားတဲ့အစီအစဉ်တစ်ခုပေါ်လာပါတယ်သူတို့ကခိုမီထာထုနဲ့ဟီမီကိုတို့ကိုအထူးသောဝတ်အစားသောဝတ်ပေးဖို့ဖိတ်ခေါ်ကြပါတယ်သူတို့မသိလိုက်တာကတော့ရန်ကအဲ့ဒီအစီအစဉ်ကိုကြားသွားပြီးသူတို့နဲ့အတူပါဝင်နိုင်ဖို့အတွက်သူမရဲ့ကိုယ်ပိုင်ဆောင်ထောက်ပုံစံကိုချက်ချင်းအသက်သူတို့မသိလိုက်တာကတော့ rank ကအဲ့ဒီအစီအစဉ်ကိုကြားသွားပြီးသူတို့အတူပါဝင်နိုင်ဖို့အတွက်သူမရဲ့ကိုယ်ပိုင်ဆောင်ထောက်ပုံစံကိုချက်ချင်းအသက်သွယ်လိုက်ဒါပဲဖြစ်ပါတယ်အဝတ်ထဲဆိုင်ရောက်ရှိတဲ့အခါကိုအဆုံးမရှိတဲ့ဖက်ချင်မေးခွန်းတွေနဲ့ပိတ်ဆို့မေးမြန်းပါတယ်ကံမကောင်းတာကိုမီကဖက်ရှင်အကြောင်းလုံးဝမသိပါဘူးဘာလို့လဲဆိုတော့သူမရဲ့အဝတ်အစားအများစုကိုတခြားလူတွေကပဲတေချာရွေးချယ်ပေးခဲ့ကြလို့ဖြစ်ပါတယ်ပန်းဖြစ်ဖို့အခွင့်အရေးကိုမြင်သွားတဲ့နာဂီကစိန်ကောင်းမှုတစ်ခုကိုအကြံပြုလိုက်ပါတယ်လူတိုင်းကရန်1000ဘတ်ကျပ်နဲ့ခဆန်လိုက်မယ်လို့ UCO ထားတို့ကသူ့ရဲ့ရွေးချယ်မှုကအလွန်တာမန်ဆန်လိုက်မယ်လို့ယူဆပြီးရိုးရှင်တဲ့ခေါင်းအောင်ပြူလေးတစ်ထည်ကိုစိတ်လှုပ်ရှားစွာနဲ့ရွေးချယ်လိုက်ပါတယ်သူလုံးဝအံ့ဩသွားတာကတော့လူတိုင်းကအဲ့ဒီအဝတ်စားကိုသဘောကျသွားကြတာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ခိုမေကသူမပုံမှန်သွားနေကြစံပင်စင်ဒီသွားလိုက်တဲ့အခါအလုပ်ကိုတေချာလုပ်ဖို့ဆုံးဖြတ်ထားတဲ့အာခီလို့ခေါ်တဲ့အကိုအစ်စ်လေးတစ်ယောက်အတိုင်းဆက်ပင်ညက်ပေးလိုက်ပါတယ်ခေါင်းလျှော့နေစဉ်ခမီကိုကိုမြေနဲ့စကားပြောဖို့ကြိုးစားပေမဲ့ခုံမြေကမကင်းတဲ့စကလုံးတွေကိုလက်ညှိုးထိုးပြီးပြောဆိုဆက်သွယ်ပါတယ်ခမီကိုကသူမအနေနဲ့ဝန်ဆောင်မှုအဆိုးကာမီကိုကသူမအနေနဲ့ဝန်ဆောင်မှုအဆိုးဝါးကြီးပေးမိနေပြီလားလို့စိတ်ပူနေခဲ့ပါတယ်အဲ့ဒီညမှာတော့ခိုပေကကတင်ပုံမှာလှည့်ရောက်ရဲသူနဲ့အတူဖြတ်တန်းခဲ့ရတဲ့တင်းငယ်တဲ့အခိုက်အတန့်လေးတွေကိုတွေးတောရင်းနဲ့အေးအေးချမ်းချမ်းအိပ်ပျော်သွားပါတော့တဲ့မကြခင်မှာပဲစာမွေးပွဲရောက်ရှိလာတဲ့အတွက်နာဂျီမီကအခိုးမီထားထိုးတို့နဲ့အတူစာကြီးတိုက်မှာအုပ်စုလိုက်စာလေးလာဖို့အကြံပြုပါတဲ့ကံမကောင်းတာကစားကြီးလိုက်ကိုတော့စီကံထိမ့်သိမ်းရေးလက်နက်တစ်ခုလိုမျိုးလွှဲတတ်တဲ့စကုရက်ထောင်ကြီးနဲ့အတူတိတ်ဆိမှုကိုတင်စွာအေးအေးယူတတ်တဲ့ဂူရီမီလို့ခေါ်တဲ့ကြောက်စရာကောင်းတဲ့စင်ကျောင်းသူကြီးကစိုးမိုးထားပါတယ်နာဂျီမီကတော့ချက်ချင်းနဲ့ထားထိုးတို့ကတော့တကယ်ပဲအလေးနဲ့စာလေးလာကြပါတဲ့နာဂျီမီကကြည်ကြဲမဲ့စိတ်
ဝင်စားဖို့ပျောက်ဆုံးသွားပြီးတခြားစာအုပ်တွေကိုရှောက်ပတ်နေပါတော့တယ်နောက်ဆုံးမှာတော့သူကစားလေးလာနေစရာအတွင်းချန်ကစားနည်းကိုမိတ်ဆက်လိုက်တဲ့အထီးသူရဲ့နောက်ပြောင်မှုကပုံမူဆိုးဝါးလာပါတယ်အံ့ဩစရာကောင်းတာကိုမြေကဆရာထက်တန့်စွာနဲ့ပဲပါဝင်ကစားပြီးထာနိုကတော့တင်ကျက်တဲ့စာကြီးတိုက်မှုကိုစိုးရိမ်တကြီးနဲ့စောင့်ကြည့်နေပါတယ်ရန်ကာမျောစင်ပြိုလဲသွားတဲ့စက္ကန့်ပါတယ်ခံမှုတွေရှိနေခဲ့ပေမဲ့လည်းခွန်မြေကတော့တငယ်ချင်းတွေနဲ့အတူပြဿနာသေးမဝလေးတစ်ခုကြုံဒီလိုရုပ်ရင်းဆန်ခဲ့မှုတွေရှိနေခဲ့ပေမဲ့လည်းခုံမီကတော့တငယ်ချင်းတွေနဲ့အတူပြဿနာသေးမဝလေးတစ်ခုကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံကိုစိတ်ထဲကနေတိတ်တဆိတ်သဘောကျနေပါတယ်နောက်ဆုံးစားဝေးပွဲတွေသွားတဲ့အခါကိုအမှတ်ကိုဆဲကျော်နဲ့အေးဆေးအောင်မြင်ပါတယ်နာဂီကတော့စာသိမ့်မလုပ်ပေမဲ့ဘလို့နီးနဲ့မတိပဲအမှတ်ကောင်းကောင်းရရှိခဲ့ပြီးထန်တို့ကတော့ထုံးစံအတိုင်းတန်းရဲ့ပြန်ပြအစ်စ်မှာပဲကွက်တိရှိနေပါတယ်မကြခင်မှာပဲနှွေရစီကြောင်းပေးရဲ့ရောက်ရှိလာပါတယ်ကိုင်နဲ့ထာထိုတို့နှစ်ယောက်စလုံးကသူတို့ရဲ့နွေရာသီအိမ်သားတွေကိုစောစောစီးစီးအပြီးလှုပ်ကြပြီးတယောက်ကိုတယောက်အပြင်သွားလဲဖို့ဖိတ်ခေါ်ဖို့အရေးရတော့ကြာစဉ်းစားနေခဲ့ကြပါတယ်စိတ်ထဲမှာပြင်းပြင်းထန်ထန်တူရဖြစ်ပြီးတဲ့နောက်ဆုံးမှခိုမီကထာထိုစီဖုံးကုတ်ကိုစိတ်ထဲမှာပြင်းပြင်းထန်ထန်တူရဖြစ်ပြီးတဲ့နောက်ဆုံးမှကိုဖုံးကတတိမွေးလိုက်ပါတယ်ကံမကောင်းတာကထာထိုကဖုံးကုတ်လာတဲ့အတွက်အရန်လန်းသွားပြီးဦးကြောင်ကြောင်နဲ့တုံဆိုင်နေခံလို့ခိုမီကလည်းနောက်ထပ်ဘာပြောရမယ်မသိဘူးဖြစ်သွားပါတယ်ကံကောင်းထောက်မှာပဲနာကျင်မီကသူတို့နှစ်ယောက်လုံးကိုရေကူးကန်အတူတူသွားဖို့ဖိတ်ကွာပြီးအခြေအနေကိုကဲတင်လိုက်ပါတယ်ခီးစဉ်သွားမဲ့နေ့မှာခိုမီကသူမရဲ့အိတ်ကိုအကြိမ်ကြိမ်စစ်ဆေးပြီးတေချာပြင်ဆင်ပါတယ်သူမရဲ့မိခင်ကနေဘာမှမေးချင်ခဲ့တာမျိုးမရှိအောင်တက်ကြွနဲ့ကူညီကြည့်ရှုပေးပါတယ်ခေါ်အရန်စိတ်ရှားနေတဲ့အတွက်ယထာပို့တာရုပ်စင်မိနဲ့30တောင်ဆော့ပြီးရောက်ရှိနေပါတယ်နာဂျီမီရဲ့ဌာနတို့တနိုင်ရီကြာမှာနောက်ဆုံးတော့ရောက်လာတဲ့အခါနာဂျီမီကခင်များနာဂျီမီရဲ့ထာထိုတို့တနိုင်ရီကြာမှာနောက်ဆုံးတော့ရောက်လာတဲ့အခါနာဂျီမီကခုံပြီးဝစ်စင်ထားတာဟာအဝတ်အစားဝယ်တုန်းကထာထိုရွေးချက်ပေးခဲ့တဲ့ခေါင်းလေးဖြစ်နေတာကိုချက်ချင်းသတိပြုမိသွားပါတယ်ကံမကောင်းတာကံနဲ့တခြားတန်းပေါ်တချို့ရောက်ရှိလာကြတဲ့အတွက်ဒီအပြင်ထွက်မှုကပုံမူကြီးမားနဲ့အုပ်စုလိုက်ပွဲကြီးတစ်ခုဖြစ်သွားပါတယ်လူတွေအများကြီးရှိနေတဲ့အတွက်ကိုမီကစိုးရိမ်စိတ်တွေစတင်ဖြစ်ပေါ်လာပါတယ်အဝတ်လန်းခန့်စီရောက်တဲ့အခါမီနဲ့နာဂျီမီတို့ကမိန်းကလေးအဝတ်လန်းခန့်စီကိုအုံနှီသွားကြပါတယ်ဒါပေမဲ့ထာထိုကနာဂျီမီကထားကိုအဝတ်လက်ခံထဲမှာတော့ခိုမီအဝတ်လက်ထားကိုချောင်းကြည့်ဖို့မျောလင်းချက်နဲ့မတင်ကားစရာကောင်းအောင်စောင့်ဆိုင်ပြီးပါတယ်ဒါပေမဲ့ခွန်ပီကကျောင်းဝစ်စုံပုံစံတာမှန်ရေကူးဝစ်စုံကိုပဲထုတ်ယူလိုက်ပါတယ်ရေးပြလက်ပြဖြစ်သွားပြီးခွန်ပီကိုလူတိုင်းရဲ့ရှိမှာအလန်းစားပုံစံမျိုးမဟုတ်ပဲရှိနေမှာကိုမလိုလားတဲ့အတွက်တင့်တော်တဲ့ရေခိုးဝစ်ဆောင်အစ်စ်တစ်ခုသွားဝစ်ဖို့သူမရဲ့လက်မောင်းဒီပထမဆုံးရောက်ရှိလာတဲ့အတွက်ယောက်ျားလေးတွေစီကနေချက်ချင်းအမှတ်တပေးချင်းခံရပါတယ်အာဂါတွေကနောက်မှပေါ်လာပြီးသူမနဲ့အမှတ်30ရရှိပါတယ်တခြားမိန်းကလေးတွေလည်းသူတို့ရဲ့အစင်သမက်ချက်ရရှိကြပါတယ်အဲ့ဒီနောက်ကိုရောက်ရှိလာတဲ့အခါရေဦးခန်းမှာရှိတဲ့လူတိုင်းရဲ့ကောင်းကတပြိုင်နက်တည်းသူမစီဘူးလှည့်သွားပါတယ်ခုမှသွားခဲ့ရင်ဘေးကင်းလုံခြုံတဲ့အခန်းတစ်ခုအနေနဲ့ကူညီပေးမယ်လို့ကတိပြုပါတယ်ကျန်တဲ့သူတွေခုံမီနဲ့အတူဘယ်သူရေချောစီးမလဲဆိုတာကိုငင်းကုန်နေကြစင်မှာရေကူးခန့်ဝန်တန်းကထားထိုးကိုခုံမီနဲ့အတူရှိဖို့လမ်းခေါ်လိုက်ပါတယ်ဒါကြောင့်ထာထိုတယောက်ဘေးနားနဲ့ရေချောစီးခွင့်ရသွားပါတယ်ရေချောစီးချိန်မှာရေလျှောစီးချိန်မှာကိုမီရဲ့စပင်ရှည်ကြီးကထာထိုရဲ့မျက်နှာကိုကာထားလို့ဘာမှမမြင်ရပေမဲ့အရန်ကိုပျော်စရာကောင်းခဲ့ပါတယ်အောက်ကိုရောက်တဲ့အခါကိုစိတ်လှုပ်ရှားတော့နေပြီးနောက်ထပ်၄ချိန်ထဲမှာထပ်စီးခဲ့ပါတယ်အဲ့ဒီနောက်ကရေရောက်မှအသက်အုပ်ရမယ်တန်ပွဲတစ်ခုကိုမိတ်ဆက်ပြီးရှုံးတဲ့သူကအေးတိုက်ရမယ်လို့စီကံသတ်မှတ်ပါတယ်ခွန်မြေကမျက်စိကိုတင်းတင်းပိတ်ပြီးအတက်နှရင်ပွဲရှုံးသွားတဲ့ထန်တို့ကအေးကိုပါဘူးဝယ်ပေးလိုက်ရပေမဲ့ခိုးပေးပျော်ရွှင်တာကိုကြည့်ပြီးသူပါစိတ်ချမ်းသာသွားပါတယ်ဒါပေမဲ့ကစားနေတော့ခိုးပေးကမတော်ချော်လဲပြီးဒူးလသွားပါတယ်အခြေအနေကိုရိပ်မိနဲ့နာကြည်မီတဲ့ထားတာတို့ကခိုးပေးအာနာမသွားဘူးအခြေအနေကိုရက်မီနဲ့ကြည်မီတဲ့ထားထိုတို့ကိုမီအားမသွားအောင်ကစားပွဲကိုဆက်လက်ဆင်နွှဲကြပါတယ်ရေဦးခန့်ပြီးမှခွန်မီနဲ့ထားထိုတို့နှစ်ယောက်ထိုင်နေစဉ်ခွန်ပီကအားလုံးကိုနှောက်နှစ်ယောက်လှုပ်ပြီးလို့အာနာကြောင်စာရေးပါတယ်ချားနှစ်မှာကိုသူမရဲ့ဖခင်နဲ့အတူစာကြည့်လိုက်ကိုသွားပါတယ်သူတို့သားဘာကစကားသိမ့်မပြောကြပေမဲ့ကတခုမှရေခဲပုတ်စားရင်ခိုးပြီးအုံနောက်ခဲ့သွားတဲ့အခါဖခင်ပြည်သူကနှွေးထွေးတဲ့တောက်စရာတစ်ခုပေးခဲ့ပါတယ်ဖခင်ဖြစ်သူကြောင်းပေးတဲ့ဖခင်ဖြစ်သူကြောင်းပေးတဲ့အခါခွန်ပီကပြုံးပြပြီးဖခင်ဖြစ်သူရေခဲမှုစာပြင်ခဲ့တဲ့အခါမှာလဲကိုမီကနှွေးထွေးတောက်စရာပြန်ပေးခဲ့ပါတယ်နောက်တနေ့စာကြီးတိုင်းမှာစာအုပ်ပဲနေစဉ်ကလေးငယ်တယောက်အကျယ်ကြီးငိုလာပါတယ်ကိုမီကကိုရင်စိတ်နဲ့သူမရဲ့ကင်ပြီးအတင်းပြောပြထိုက်တဲ့အခါအံ့ဩစရာကောင်းကိုကလေးကငိုတာရောက်သွားပြီးခွန်ကိုတက်တာပြန်နှုတ်ဆက်လိုက်ပါတယ်စာအုပ်ပြန်အပ်ဖို့လာတဲ့ထာထောင်ထိုးကတိအခြေအနေကိုလမ်းမြင်ပြီးခွန်မြေကိုငေးမောနေပြီးတော့စာအုပ်ပြန်အပ်ဖို့မေးသွားပါတယ်အိမ်ပြန်လဲပန်းချန်ထဲမှာခွန်မြေကဒန်းစီတွေရှော့စီတွေစော့နေတာကိုထာထိုးကဆက်ပင်စင်ထက်မှတ်ငယ်ပေါ်မိန်လို့စာအုပ်အပ်ဖို့ဒုတိယအကျဉ်ထပ်မှတ်မေးလျော်သွားပါတယ်ဒီလိုနဲ့ပဲကိုမီတို့မိသားစုကဒီလိုနဲ့ပဲမိသားစုကအဖွားဖြစ်သူရဲ့အိမ်စီကိုတွားလဲကြပါတယ်အဲ့ဒီမှာရှက်တက်တဲ့ဝမ်းကွဲညီမတွေအာခီယာနဲ့တွေ့ဆုံပါတယ်အာခီကော်မီကိုအလုံးပဲကြောက်နေပေမဲ့ကိုမြေကသူ့မကိုကလေးထိုးပြီးဆန်းနှောက်လိုက်တဲ့အတွက်အခြေအနေကပြေလည်သွားပြဤတူဂိမ်းသားခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့အဖွားဖြစ်သူကိုမီကိုကျောင်းမှာတငယ်ချင်းရပြီလားလို့မေးပြီးသဘောကျတဲ့ယောက်ျားတွေရှိနေပြီလားလို့မေးတဲ့အခါကိုမီတယောက်ချက်ချင်းများပြရာခတ်သွားပါတယ်နွေရာသီပွဲတော်ရောက်တဲ့အခါကိုမီကလှပတဲ့ယူကတာဝတ်စုံကိုဝတ်ဆင်လာပြီးထာထာကသူမကိုလှပချောင်းချီကျူးပါတယ်နာဂျီမီကတငယ်ချင်းအုပ်စုကြီးနဲ့ရောက်လာပြီးပွဲတော်ထဲလျတနက်ဂိမ်းကစားစင်မှာကြောက်လာပြီးစိတ်ခေါ်ခဲ့ပါသေးတယ်သူတို့နှစ်ယောက်ထိုင်နေစဉ်ကထာထိုးနဲ့နှစ်ယောက်ထဲရှိနေရတာနဲ့ပြော
ဆရာကောင်းเจ้าမြေကြီးပေါ်မှာဒုံးနဲ့စာရေးသားခဲ့ပေမဲ့ထားထားလုံမြင်သွားတဲ့အခါရှက်လွန်းလို့ချက်ချင်းပြန်ပြစ်ပစ်လိုက်ပါတယ်။နွေရာသီကျောင်းပေးရက်ကုံဆုံးကနေမှနားကြည့်မီရန်နဲ့ထားထားနိုတို့ရဲ့ညီမလေးတွေအဟီတို့ထားထားနိုရဲ့အခန်းမှာစုဝေပြီးနွေရာသီအိမ်သားတွေကိုအတူတူလုပ်ကြပါတယ်။ခွန်ဘီကနွေရာသီကျောင်းပေးရမကုံဆုံးစင်ကြည့်မှုလို့စာရေးသားတဲ့အတွက်အားလုံးကစိတ်လူဒီကိုမြို့သူအလန်စားမင်းကလေးတို့ထင်မှတ်ပြီးအဝတ်စားနဲ့မုံမယူသူမကခုံမီကိုမြို့သူအလန်စားမင်းကလေးတို့ထင်မှတ်ပြက်စားနဲ့မူမာယူပုံတွေကိုနောက်ကနေလှုပ်ဝက်စာလိုက်လံအတူယူပါတယ်တကယ်တော့ကိုပီကအသားကျန်းမုတ်ဆိုင်ထဲမှာအရန်စိတ်လှုပ်ရှားနေတာဖြစ်ပြီးဝန်ထမ်းကမေးခိုးတဲ့အများကြီးမေးတဲ့အခါဘာမှမဖြေနိုင်လို့ဝန်ထမ်းကပဲအကြံပြုချက်အတိုင်းထည့်ပေးလိုက်တာဖြစ်ပါတယ်ဒါကိုအခါကုံမီကိုတီငယ်ပြီးကိုပိုင်ဆိုင်ရှိသူအဖြစ်ပုံမို့ထခိုမီကကူညီပေးပါတယ်ကိုမီစကားမပြောရလို့လူတွေကတီချူးမယူကြမှာပဲဝက်ဝင်ရောက်ဝတ်ဆံဝင်ထားတဲ့ကကူညီပေးခဲ့လို့နောက်ဆုံးမှာအောင်မြင်စွာဝင်ငင်နိုင်ခဲ့ပါတယ်နောက်နေ့ကျောင်းစားကြီးရောက်တဲ့နေ့မှာထာထိုးရဲ့မျက်နှာပေါ်မှာနှမ်းစေးလေးကပ်နေတာကိုခွန်မြေကတွေ့ရပါနောက်နေ့ကျောင်းစားကြီးရောက်တဲ့နေ့မှာထာထိုးရဲ့မျက်နှာပေါ်မှာနှမ်းစေးတကပ်နေတာကိုခွန်မြေကတွေ့ရပါတယ်ဒါကိုဘယ်လိုပြောရမှန်းမသိပဲတလတလုံးအဲ့လိုဖြစ်ကုန်မလားဆိုပြီးအိမ်မက်ဆိုးတွေမက်ခဲ့ပါတယ်နောက်နေ့မှာနာဂျီမီရဲ့တိုက်တွန်းခြင်းအယုံကထားအနုကိုတငယ်ချင်းတွေဖြစ်နေကြဒီမလို့သူမရဲ့နာမည်ရင်းကိုခေါ်ဖို့တတိမွေပြီးတောင်းဆိုပါတယ်ထားထားနိုကတော့ယိုသေးမှုမရှိမှစိုးပိုင်လို့ခေါ်ဖို့ခက်ခဲနေပါတယ်မကြခင်မှာကျောင်းရဲ့အားကစားပြိုင်ပွဲစတင်ပါတယ်ချော်လဲသွားပါတယ်အဲ့ဒီအချိန်မှာလဲတလုံးလုံးကခွန်မီအတွက်တဲတက်အားပေးကြပါတော့တယ်လက်ဆင့်ခံအဖြစ်ပြိုင်ပွဲမှာကိုရှုံးပွဲတွေလဲချော်လဲသွားခဲ့ပေမဲ့အတန်းပေါ်တွေအားပေးမှုကြောင့်ပြန်ထားလာပြီးအစွမ်းခွန်ပြေးခဲ့လို့ဒုတိယနေရာနဲ့ပန်းဝင်နိုင်ခဲ့ပါတယ်တန်းလုံးကွန်မြူကိုဝိုင်းဝန်းကုန်အတွက်ကိုမျိုးကိုအားလုံးကဘလောက်ဖြစ်ကြလဲဆိုတာကိုမြင်ပြီးခြေကားတယောက်မျက်ရည်ကျခဲ့ရပါတယ်နောက်ပိုင်းမှာထားတာတို့ကအတန်းထဲကလူတွေရဲ့အကူအညီတောင်းမှုတွေနဲ့အိမ်စားတွေပေးပြီးအလုရှုံးနေခဲ့ပါတယ်ကူညီဖို့ကန့်လန့်ခဲ့တယ်လို့ခွန်ကလည်းထာနိုကိုအရန်ကူညီခြင်းနေခဲ့ပါတယ်ထာနိုကွန်ဘီဟာအလုံးမုံမြတ်တဲ့သူဖြစ်ပြီးသူ့အတွက်အဖိုးထက်နဲ့တငယ်ချင်းလို့ပြောတာကိုခွန်ဘီကကြားသွားပြီးရှက်ကိုရှက်ခံနဲ့ထွက်ပြေးသောထာနိုကွန်ဟာအလုံးမုံမြတ်တဲ့သူဖြစ်ပြီးသူ့အတွက်အဖိုးထက်နဲ့တငယ်ချင်းလို့ပြောတာကိုကြားသွားပြီးရှက်ကိုရှက်ခံနဲ့ထွက်ပြေးသွားခဲ့ပေမဲ့နောက်တော့ပြန်လာပြီးထာထွန်နဲ့အတူပျော်ပျော်ရွှင်စာလုပ်ခဲ့ကြပါတယ်။နောက်မှကိုမီကဓာတ်ပုတ်ရိုက်ချင်တယ်လို့ပြောတာကြောင့်နာဂျီမီနဲ့ရန်တို့ပါလိုက်ပါပြီးထူးခြားဆန်းပြနဲ့ပြောတပုတ်နဲ့အများကြီးရိုက်ခဲ့ကြပါတယ်။အပြန်လမ်းမှာចောင်းသားကြီးလေးတွေကိုမေးကြည့်နေတာကိုထာထိုးတတိပြုမိသွားပြီးနောက်နေ့မှာကိုအံ့အောင်သွားအောင်တော့ကြိတ်တစ်ခုကိုလက်ဆောင်ပေးခဲ့ပါတယ်ကသူကုံမီကိုယ်တိုင်ရွေးချယ်တာမို့လို့အားလုံးကန့်ကွက်သူမရှိပဲတန်းရဲ့နာဖျားမှာဖြစ်သူကိုတိုင်ရွေးချယ်တာမို့လို့အားလုံးကကန့်ကွက်သူမရှိပဲအချမ်းချင်းအတီးပြုတ်လိုက်ကြပါတယ်ပွဲတော်စတဲ့နေရာကိုမင်းဝစ်စုံကိုဝတ်ထားလို့ရှင်းနေခဲ့ပါတယ်မင်းဝစ်စုံကိုအတင်းဝတ်ခိုင်းပြီးမင်းကလေးလိုဟာဆောင်ခိုင်းခဲ့လို့တယောက်သဘောကျပြီးရေမောခဲ့ရပါတယ်ကန်ဖေးကအရန်လူစီကပြီးအောင်မြင်ခဲ့ပေမဲ့နာဂျီမီကမိန်းတွေနဲ့တပ်ပုံရရင်ပတ်စံပူတောင်နဲ့ဒါကြောင့်သူတို့အတန်ကပြန်ပွဲမှာအမှတ်များခဲ့ပေမဲ့တရားဝင်စုကိုတော့ပယ်ဖြတ်ချင်းခံရပါတယ်ပွဲတော်ပြီးညနေပိုင်းမှာစုံတွေကကြားတဲ့အချိန်မှာခိုမီကထာထိုးနဲ့တူကချင်ခဲ့ပေမဲ့နှစ်ယောက်လုံးမကတက်ကြပါဘူးဒါကိုနာဂျီမီနဲ့လူကကြားဖြတ်ဝင်ပြီးအုပ်စုလိုက်ပြပြပပကဟုတ်တယ်ဒါကိုနာဂျီမီနဲ့လူကကြားဖြတ်ဝင်ပြီးအုပ်စုလိုက်ပြပြပပကောက်လိုက်ကြပါတယ်အဲ့ဒီနောက်ကွေသွားဆိုကြတဲ့အခါခွန်မြေကလူရှိမှတချင်းမဆိုရလို့အတန်မထွက်တလောက်ဖြစ်ခဲ့ပေမဲ့သူမကိုအမြဲအားပေးတဲ့အုပ်စုကတော့အလွန်ตาရနဲ့အတန်တွေကြလိုက်ရတယ်ဆိုပြီးဒီကျူးကြပါတယ်ဒါနို့နဲ့တချင်းဆိုတဲ့အခါမှာတော့ခွန်မြေကအလေးနဲ့တေချာနားထောင်ပေးခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါကိုသူမရဲ့တငယ်ချင်းစရင်ကိုကြည့်ပြီးတငယ်ချင်းအစ်စ်တွေတိုးလာတဲ့အတွက်ပြောနေပါတယ်အိမ်ပြန်ရောက်တဲ့အခါကိုသူမရဲ့တငယ်ချင်းစရင်ကိုကြည့်ပြီးတငယ်ချင်းအစ်စ်တွေတိုးလာတဲ့အတွက်ပြောနေပါတယ်